ခါတုန်းကအတိပညာမြို့တော်ကြီးရဲ့အစွန်အဖျားမှာတာတာအီတိုလို့ခေါ်တဲ့73နှစ်အရွယ်ကောင်းလေးတယောက်ရှိလေတာတာအီတိုဟာတကယ်ကိုထပ်မြက်ပြီးဘာသာရဲ့တစ်ခုခုကိုစိတ်ဝင်စားပြီးဆိုရင်အဲ့ဒါကိုအသေးအတန်လိုက်စားလေးရှိလေဒါပင်နဲ့သူ့မှာအစွန်းရောက်တတ်တဲ့အကျင့်တစ်ခုရှိတယ်တနေ့မှာတာတာအီတိုဟာအတိပညာသစ်ပင်လို့ခေါ်တဲ့ဉာဏ်ပညာသစ်ပင်ကြီးကိုအိမ်မက်မှတ်တယ်အဲ့ဒီသစ်ပင်ကြီးဟာအလဲမှာအမြဲတမ်းညီညာစွာထောင်မှတ်နေပြီးတစ်ကိုင်းတိုင်းမှာအယောက်အမျိုးမျိုးနဲ့အဖိုးတန်တီးနံတွေတီးနေတယ်တာတာအီတိုကအင်္ဂလိပ်စာကိုအရန်တော်ကျင်လို့သူ့ရဲ့ခွန်အားရှိသမျှအားလုံးကိုရွှေစကားကိုင်းလို့ခေါ်တဲ့အင်္ဂလိပ်စာကိုင်းဘက်ကိုပဲအတင်းလှန်ဆွဲပြီးပညာတွေစုဆောင်းတော့တယ်သူကရွှေစကားကိုင်းကတီးတီတွေကိုတနေ့တစ်ဆက်လုံးလောက်စားလိုက်တာမျိုးအဲ့ဒီကိုင်းမှာပဲနေရောညပါအချိန်ကုန်ခံပြီးလေ့ကျင့်နေတာမျိုးတွေလုပ်တော့တယ်ဒီလိုနဲ့မကြခင်မှာပဲရွှေစကားကိုင်းဟာတီးတီတွေနဲ့ပြည့်လင်လာလို့အသိပညာသစ်ပင်ကြီးရဲ့ဟန်ချက်ပြက်ပြီးဘေးကိုစောင်းစောင်းလာပါတော့တယ်တခြားကိုင်းတွေဖြစ်တဲ့တင်ချာဒေတာကိုင်းနဲ့လူမှုပညာကိုင်းကျမ်းမာရေးကိုင်းတွေကတော့တာတာအီတိုလစ်လူရှူထားတဲ့အတွက်၆တွေ့ပြီးအတီးနဲနေကြတယ်ကချိန်တဲမှာပဲတာတာအီတိုရဲ့အိမ်မှာညံကြီးရှင် AI စက်ရုပ်တရုပ်ရှိတယ်တာတာအီတိုဟာအင်္ဂလိပ်စာကို AI စက်ရုပ်ပြောသမျှအတိုင်းပဲလှုပ်ဆောင်ပြီးအဲ့ဒီစက်ရုပ်ကပြောရင်မှန်ကန်တယ်လို့ယူဆပြီးသူ့မိဘတွေဆရာတွေရဲ့စကားကိုလုံးဝလက်မခံတော့ဘူးတရက်မှာတစ်ပင်ကြီးကိုထိမ့်သိမ်းဆောင်ရှောက်တဲ့အချိန်နဲ့သားရောက်လာပြီးတာတာအီတိုကိုတတိပေးတယ်တာတာအီတိုလေးမင်းကရွှေစကားကိုင်းကိုအရန်ကယူဆိုင်တာကောင်းပါတယ်ဒါပေမဲ့မင်းရဲ့အချိန်တိုင်းတာဇက် punctuality watch ကိုကြည့်ပါအောင်မင်းဟာအမြဲတမ်းနောက်ကျပြီးစီကံပြတ်နေတယ်တစ်ပင်တလုံးကမင်းကိုစောင့်နေရတယ်တာတာအီတိုကလစ်လူရှူပြီးကျွန်တော်အင်္ဂလိပ်စာကိုအရင်တွက်ပါစေတခြားဟာတွေကအရင်မကြည့်ပါဘူးလို့ဖြေလိုက်တယ်အချိန်နဲ့သားကပြုံးပြီးကောင်းပြီလေဒါပေမဲ့မင်းရဲ့ရွှေစကားကိုင်းမှာအစွန်းရောက်တဲ့အစိတ်ပါတဲ့အသီးတွေပါဝင်နေတယ်ဆိုတာသတိထားပါနော်လိုတာထက်ပိုစားရင်မင်းရဲ့အသွေးခေါ်ကိုတောင့်တင်းပြီးတခြားဟာတွေကိုလက်မခံတတ်အောင်လုပ်လိမ့်မယ်လို့ပြောတယ်အချိန်နဲ့သားထက်သွားနောက်မှာတာတာအီတိုဟာရွှေစကားကိုင်းပေါ်ကနေတခြားကိုင်းတွေကိုလှမ်းပြီးကြည့်မိတယ်။အဲ့ဒီအချိန်မှာသူ့တငယ်ချင်းတာယာလို့ခေါ်တဲ့ကောင်မလေးကလူမှုပညာကိုင်းကိုမျှတစွာလေ့လာနေတာကိုတွေ့တယ်။တာယာကအတိအများကြီးမစားပေမဲ့တခြားကိုင်းတွေကိုပါဂရုစိုက်တစ်ပင်ကြီးကိုညီမြော့နေအောင်ကူညီပေးနေတာ။တာတာအီတိုလည်းစဉ်းစားမိတယ်။ငါပညာသစ်ပင်ကြီးမလေးပြောအောင်ငါတကိုင်းလေးကိုအားမပေးပဲအားလုံးကိုဟန်ချက်ညီအောင်လေ့လာတင်တာပါလား AI ကဘလောက်တော်ဘဝရဲ့အသွေးကြုံရှိတဲ့မိဘစကားကိုနားထောင်ဖို့တငယ်ချင်းတွေနဲ့ပေါင်းသင်းပြီးလူမှုဆက်ဆံရေးကိုလေ့လာဖို့လဲလိုအပ်တာကိုတာတာအီတိုဟာရွှေစကားကိုင်းပေါ်ကနေဆင်းပြီးအချိန်နဲ့သားပြောတဲ့အတိုင်းနောက်နေ့မှာအချိန်တိကျစွာတင်ဆင်နေပြီးတော့ကျန်တဲ့တင်ချာဒေတာကိုင်းနဲ့ကျမ်းမာရေးကိုင်းတွေကိုပါဂရုစိုက်လေ့လာလိုက်တဲ့အခါအသိပညာသစ်ပင်ကြီးဟာသူ့ရဲ့မူရင်းအတိုင်းဟန်ချက်ညီပြီးတဲ့မှတ်စွာပြန်လဲထောင်မှတ်လာမှာတော့တယ်တာတာအီတိုလည်းအရင်ကထက်ပိုပြီးပျော်ရွှင်ချမ်းမြေ့တဲ့ကလေးတစ်ယောက်ဖြစ်လာပါတော့တဲ့ and it will keep growing